ရိုနီယိုလိုဖြစ်လာဖို့အာမတ်ဒီလိုလုပ်ရမည်အားလုံးပဲမင်္ဂလာပါဗျာမန်ချက်စတာဖုတ်ဘောဆိုတာတင်ဆက်နေပါပြီကမ္ဘာကောင်းဆုံးကစားသမားကလက်ရှိချိန်ထိခရစ္စတီယာနိုရိုနီယိုဆိုတာညှိနှိုင်းစရာမရှိပါဘူးရိုနီယိုကအသက်40ကျော်ရွယ်ရောက်ရှိနေတာတောင်မှသွင်းကိုယ်ရည်တည်ယူပြနေရင်သူ့ရဲ့အကောင်းဆုံးခြေစွမ်းပြသနေတုန်းဖြစ်ပါတယ်ရိုနီယိုကမန်ချက်စတာယူနိုက်တက်ရဲ့အခမ်းအနားဆုံးကနွေကစားသမားကြီးတစ်ယောက်ဖြစ်ပါတယ်ရိုနီယိုကမန်ချက်စတာယူနိုက်တက်နဲ့တူခန်းနားရဲ့အောင်မြင်မှုတွေကိုရှာဖွေနိုင်ခဲ့ပြီးဘလိုနီယောဆိုကြီးကိုပါရရှိခဲ့တာပါအဲ့နောက်ရီယယ်မက်ဒရစ်ကိုပြောင်းရွှေ့သွားခဲ့ပြီးတဲ့နောက်ရိုနီယိုရဲ့အိုထပ်ဖို့သမိုင်းကလည်းတဝက်ပြီးဆုံးသွားခဲ့ပါတယ်အသင်းကိုဒုတိယအကြိမ်မြောက်ရိုနီယိုပြန်ရောက်လာတဲ့အခါမှာတော့အသင်းကလည်းခဏခဏဖြစ်နေရတဲ့ချိန်ဖြစ်နေပါပြီဒီတော့ရိုနီယိုကလည်းအသင်းကိုကြိုးစားကယ်တင်ပေးခဲ့ပေမဲ့နီးပြအရစ်တန်ဟန်နဲ့ပြဿနာတွေဖြစ်လာခဲ့ပါပြီဒီလိုနဲ့ပဲရိုနီယိုနဲ့မန်ချက်စတာယူနိုက်တက်တို့ရဲ့ဒုတိယပိုင်းတွေ့ဆုံမှုကမလှပတဲ့ညောင်ညိုပင်လမ်းကွယ်ဖြစ်ခဲ့ရပါပြီရိုနီယိုကယူနိုက်တက်ကနေထွက်ခွာပြီးတဲ့နောက်မှာရှေ့လေပိုင်းဒေသကိုပြောင်းရွှေ့လာခဲ့ပြီးလမ်းတစ်ဖောက်ခဲ့ပါပြီရိုနီယိုရဲ့နောက်ကိုထိပ်တန်းကစားသမားတွေလိုက်လာကြပြီးတဲ့နောက်မှာဆော်ရီပရိုလီကလည်းဘောလုံးလောကမှာနာမည်ရလာခဲ့ပါပြီရိုနီယိုကဆော်ရီမှာသူ့ရဲ့ကောင်းဆုံးပုံစံကိုဆက်လက်ပြသနေခဲ့ပြီးသူ့ရဲ့933ဂိုးမြောက်သွင်းကိုတည်ယူထားပြီးဖြစ်ပါပြီရိုနီယိုက2026ကမ္ဘာဖလားကိုဝင်ကစားဖို့အားခဲ့ထားပြီးတော့နားမြူကင်ကိုတစ်ထောင်ပြည့်အောင်လို့တည်ယူသွားဖို့လည်းဆုံးဖြတ်ထားပါပြီအလက်ဆွမ်းရီနဲ့မဟာလူသားရိုနီယိုကလူငယ်ကစားသမားတွေအတွက်စံပြဖြစ်တည်ရှိနေပါပြီအဲဒါကြောင့်လည်းမန်ချက်စတာယူနိုက်တက်တိုက်စစ်မှုအာမက်ဒီယာလိုကတည်ရည်မှန်းချက်တွေပြည့်စုံနိုင်ဖို့ဆိုရင်အိုထပ်ဖို့ကန်ဝင်ကြီးခရစ္စတီယာနိုရိုနီယိုရဲ့ခြေရာကိုနင်းနိုင်အောင်လို့ကြိုးစားရမှာဖြစ်တယ်လို့အကြံပေးလာပါပြီအာဆင်နယ်နဲ့အိုင်ဗရီကိုဖူဗက်အမန်နျိုအီဗီကအာမက်ရဲ့ကြံ့ခိုင်မှုကလူငယ်လေးကိုနောက်ပြန်ဆွဲထားနေရလို့ယုံကြည်နေပါပြီအဲဒါကြောင့်လည်းအီဗီကအာမက်အနေနဲ့ခရစ္စတီယာနိုရိုနီယိုကိုအတူယူခြင်းကြောင်းပြောလာခဲ့ပါပြီEV ကအာမတ်အနေနဲ့တရားပြဿနာတွေကိုဖြေရှင်းဖို့လိုအပ်တယ်လို့ပြောလာခဲ့ပြီးအိုထပ်ဘွဲ့ရဲ့ထိပ်တန်းကစားမှဖြစ်လာခြင်းနဲ့ဆိုရင်တော့ခနာကိုကြန့်ခိုင်မှုကိုပိုပြီးတော့တောင်းတင်းမှုရှိလာအောင်လို့တည်ဆောက်ရမယ်လို့အကြံပေးလာခဲ့ပါတယ်။ EV ကအင်တာဗျူးတစ်ခုမှာသူကအာမတ်ကိုချစ်ခင်ပြီးတော့သူ့တက်ညီလေးတယောက်လိုပဲလို့ပြောလာခဲ့တာပါ။အာမတ်ကရန်ကောင်းတဲ့ကစားမတယောက်ဖြစ်ပြီးတော့အရေးချင်းတွေလည်းရှိနေပေမဲ့အာမတ်ပြဿနာကတော့တရားတွေအများကြီးရလုံးနေတာဖြစ်ပါတယ်။လူငယ်ကစားမတယောက်ကအပတ်တိုင်းကစားဖို့အစဉ်အင်းဖြစ်နေတင်ပါတယ်။ဒါပေမဲ့အာမတ်ကတော့တစ်လားတစ်ခါဒါမှမဟုတ်နှစ်လားတစ်ခါလောက်တရားရနေတတ်ပါတယ်။အာမတ်ကလူငယ်ကစားမတယောက်အနေနဲ့ထိပ်တန်းဆင့်ကိုရောက်ရှိခြင်းကြံ့ခိုင်မှုပြေဝနေဖို့လိုအပ်ပါတယ်။ EV ကခရစ္စတီယာနိုရိုနီယိုကိုကြီးလိုက်တိုင်းတရားရတယ်ဆိုတာအရင်ရှားကြောင်းချီကျူးခဲ့ပါတယ်။ရိုနီယိုကသူ့ကိုယ်သူရန်ကီးဆိုင်ပြီးတော့မယုံကြည်နိုင်လောက်အောင်မဲ့အလုပ်ကြိုးစားလုပ်တဲ့ကစားမဖြစ်ပါတယ်။အဲဒါကြောင့်လေရိုနီယိုကအသက်40ရွယ်အထိအခုလိုကစားနိုင်နေသေးတာလည်းဖြစ်တယ်လို့ချီကျူးခဲ့ပါတယ်။အာမတ်ကဒီယာဒီပထမပိုင်းမှာအိုထပ်ဖို့ရဲ့အကောင်းဆုံးကစားမတွေကတယောက်ဖြစ်ခဲ့ပါတယ်။အာမတ်ကဒီယာဒီပြိုင်ပွဲစုံ36ပဲကစားပေးခဲ့ပြီးကိုသိန်းယူပြီးတော့ရှေ့ကိုဖန်တီးပေးခဲ့ပါတယ်။ဖေဖော်ဝါရီမှာအာမတ်ကခြေချင်းဝတ်တန်ရာရရှိသွားခဲ့ပြီးတဲ့နောက်တရားစီလုံးလွဲချော်သွားခဲ့ပါတယ်။အာမတ်တန်ရာရရှိသွားပြီးတဲ့နောက်မှာမန်ယူနိုက်တက်ကလည်းကိုရရှိဖို့ခက်ခဲနေခဲ့ရပြီးတော့ရလက်တွေကလည်းရုန်းကန်နေရပါတယ်။မန်ယူနိုက်တက်တိုက်စစ်မှုတွေကလည်းဂိုးခေါင်နေမှုကိုအဆုံးမသက်နိုင်သေးတဲ့အတွက်အာမတ်ပြန်လာဖို့လည်းအသင်းဘက်ကအလေးနဲ့လိုအပ်နေတာဖြစ်ပါတယ်။အာမတ်ကအခုဆိုတော့မြက်ခင်းစိမ်းပေါ်ပြန်လဲချေချနိုင်ပြီဆိုပေမဲ့သူရဲ့ဒီကအာယုံဆိုင်မှုကတော့ဒီယာဒီမဟုတ်ဘဲနဲ့နောက်ယာဒီမှာကြန့်ခိုင်မှုပြေဝနေဖို့ဖြစ်ပါတယ်။အာမတ်ရဲ့အခန်းကဏ္ဍကယူနိုက်တက်အတွက်အရေးကြီးတာကြောင့်နောက်ယာဒီမှာအသင်းသစ်ကစားမသစ်တွေနဲ့ယူနိုက်တက်ပြန်လဲတောက်ပလာမယ်ဆိုရင်အာမတ်ကလည်းဆက်လက်တောက်ပနေအောင်မှာတည်ကြပါတယ်။ကြည့်ရှုပေးကြတာအားလုံးကိုကျေးဇူးတင်ပါတယ်များ။